Hello အားလုံးပဲမင်္ဂလာပါဒီ vlog လေးကတော့ငိမ့်ငွေဆောင်ကို budget plan လေးနဲ့နှစ်ညအိတ်3ရက်သွားခဲ့တဲ့ခရီးလေးပဲဖြစ်ပါတယ်ငိမ့်သွားခဲ့တဲ့ package ထဲမှာဘာတွေပါလဲဘယ်တွေသွားခဲ့လဲဆိုတာကိုငိမ့်ရဲ့ vlog လေးကိုအဆုံးထိလိုက်ကြည့်ပေးကြပါဦးရှင်budget package ဖြစ်တဲ့အတွက်ညီတို့တည်ခဲ့တဲ့ hotel က hotel ဆောင်ရဲ့ roadside ဘက်ချမ်းမှာပဲရှိပါတယ် roadside ဘက်ကိုမှသူကတောင်ပေါ်မှာရှိတာဖြစ်တဲ့အတွက်ပင်လယ်ကိုတောင်ပေါ်ကနေပြီးတော့လှမ်းမြင်ရတဲ့မြင်ကွင်းလေးပဲဖြစ်ပါတယ်ဟိုတယ်ကနေပြီးတော့ကမ်းခြေကိုလမ်းလျှောက်မယ်ဆိုရင်15မိနစ်လောက်တော့ကြာပါတယ်။ကိုကလမ်းမလျှောက်ချင်ဘူးဆိုရင်တော့ဟိုတယ်မှာတုတ်တုတ်လေးနဲ့လိုက်ပို့ပေးပါတယ်။ roadside ဘက်ချမ်းဆိုပေမဲ့ရေကူးကန်လေးလည်းပါတဲ့အတွက်အဆင်ပြေပါတယ်။ဒါကတော့ငိမ့်တို့တွေတဲရမယ်ဘန်ဂလိုအခန်းလေးပဲဖြစ်ပါတယ်။ချင်းနေ့လည်စာထမင်းချိုက်ကရောက်နေပြီဆိုတော့အရင်ဆွဲရောနော်အဖာဟင်းနေပါမလဲစာ surprise ဝါးအချိန်ဆုံးရင်းနဲ့စတင်သွားပါတယ်ပြင်ချင်းကားတော့ချီအောင်ဒါတော့မပါဘူးဟိုတော့ကလေးနဲ့ဆိုတော့ကွာအဲ့လိုဘဇွန်မြောက်ကြီးပဲဘဇွန်ကဒီမှာအဆက်ချက်ပါပြီးတော့ဘဇွန်ရွက်ကြော်ပါမယ်ဒီဟာဆိုရင်ဒါ3ယောက်စာဆိုရင်တော့တော်တော်များတယ်လို့ပြောရမှာပေါ့နော်အဲ့လိုကောင်းတယ်ငိမ့်တို့ယူထားတဲ့ package ထဲမှာကနေ့လယ်စာညစာပါတဲ့အတွက်ငိမ့်တို့နေ့လယ်17နာရီခွဲလောက်ရောက်ပြီဆိုတာနဲ့ထမင်းချိုက်ကအဲ့ကလေးကရောက်နေတာပေါ့နော်အဲ့တော့နေ့လယ်စာရောက်တာနဲ့အရင်စားပါတယ်စားပြီးမှပဲငိမ့်တို့ရှောက်လေကြပါမယ်ကောင်းရောနေ့ကစားနေနဲ့ညနေစာကိုဘာပို့မလဲဆိုတော့ကြိုပြီးစဉ်းစားပြီးရင်ခေါ်မယ်ဒီကအများကြီးပို့ရမှာတမင်အကုန်တော့အရင်ဆုံးဘဲမှမသွားခင်ညနေထမင်းစားပြီးတာနဲ့ရေကူးကြပါတယ်အမှန်တော့ကမ်းခြေဆင်းမလို့ဟာကိုမိုးကအုပ်နေရနဲ့မိုးကလည်းနည်းနည်းရွာနေရနဲ့မဆင်းဖြစ်သေးပဲနဲ့ရေရင်ကူးကြပါတယ်ဒီမကြီးကတော့ငွေဆောင်ရောက်မှပဲရေကူးတက်သွားတဲ့အမကြီးပါသူကတော့အမျက်ထွက်သွားပါတယ်ရေကူးရင်နဲ့ရေကူးတက်သွားပါတယ်ဟုတ်ပါပြီကူးပထမနေ့ရဲ့ညနေဆောင်လောက်မှာငိမ့်တို့မိုးလဲတိတ်သွားပြီဖြစ်တဲ့အတွက်ကမ်းခြေဘက်ကိုဆင်းပါတော့မယ်ငိမ့်တို့ကတော့လမ်းလျှောက်ပြီးတော့ပဲသွားပါတယ်မနီလေးကလည်းတာနေတာဆိုတော့လေဒီဘက်ချစ်သူများကျွန်းဘက်မှာကျတော့ဘာမှတော့ထွေထူးတော့မရှိဘူးသူကကျတော့အဲ့လိုကြောက်တုံးလေးတွေအများကြီးရှိတဲ့အတွက်ခရုလေးတွေကောက်လို့ရတယ်ပြီးတော့ကျတော့ဓာတ်ပုံလှလှလေးရိုက်မယ်ဆိုရင်တော့ရိုက်လို့ရတယ်ပေါ့နော်ဟိုဘက်ကျွန်းဘက်မှာဟိုဘက် beach ဘက်မှာကျတော့ကြောက်တုံးလေးမရှိတဲ့အတွက်ဒီဘက်ကို
ပုံလှလာလေးရိုက်ချင်တော့လာရိုက်လို့ရပါတယ်ငင်းတို့ကတော့ပုံလေးရိုက်ပြီးတော့ပြန်มาတော့မယ်ဘာကောင်းလဲမသိဘူးထဲမှာကြည့်ရောဝင်ကဆောသွားမယ်ညစာရပါပြီညစာတော့ထဲမှာစားမယ်ပြင်မှာချင်းကြိုက်ဒီမှာပါမငင်းတို့ခွက်ကဲခဏလေးပါမန်းစာချက်ဖို့ရုံလေးပဲဒီနေ့ဟိုးတော့တိတ်မစားရအောင်ဆိုတော့ဂုံတုတ်မနက်ကလိုပစုံလဲဟာဂုံတုတ်ရဲ့ပစုံမနက်ကလိုမျိုးပဲငါးလဲပါတယ်အော်ခနန်းနေပစုံနေပြည့်နေတာချက်အစုံဒါကြတော့လို့ပစုံရွက်ရဲ့မြင့်ရဲ့ကြော်ချက်ထားလားကြော်ထားလားဒီမှာအရှိတောက်တော်လုံးတော့စားကြည့်အောင်ကြည့်ကနည်းနည်းပဲစားတာဘယ်လိုဖြစ်လဲအဲ့လိုမြင်ချစ်တာအောင်ဟာလာပါ你没有没有。那。爸爸这玩意吃不了，跟那什么吧哩？咋货？咋办呢？ဟာအဆုံးလားပစုံရခရုတွေငါးရယ်ကနေ棒。ဘယ်လိုလဲကွာကိုလာဟုတ်လားဟုတ်ကဲ့နည်းနည်းပါမကြည့်တဲ့နေ့ချင်းအများကြီးစားချင်တယ်ကောင်းလားလောကအတူကြောင်းပါလေအခုစားရတာလားလေဟောရန်ကောင်းတယ်ပြောလိုက်အောင်လေလမ်းမလေးတောင်းတာနိုင်ဒီနေ့ကလည်း feedback လေးဘယ်လိုနေလဲညပါစားကောင်းရလားဟိုင်းစား Hello ဒီနေ့ငွေဆောင်မှာရှိတဲ့လိတ်ကျွန်းလို့ကျွန်းရရှိလို့ပေါ့နော်အဲ့ဒီကျွန်း၃ကျွန်းကိုသွားလဲမှာပဲဖြစ်ပါတယ်အရင်တော့ငွေဆောင်ခဏရောက်တယ်ပေါ့နော်ဒါပေမဲ့အဲ့ကျွန်း၃ကျွန်းကိုတခါမှသွားမလဲဖြစ်ဘူးဘုတ်စီရမှာကြောက်တာလည်းပါတယ်အဲ့လိုမျိုးလူပေါ့နော်လူလည်းနဲနေရလည်းပါကြအခုတစ်ခေါက်တော့ရောက်ပြအောင်သွားလိုက်ပါဦးမယ်မိုးကတော့နည်းနည်းသူကတော့တိတ်ပြီးတော့ကိုယ့်ဘက်မှာပါအောင်မိုးနည်းနည်းအုပ်နေတယ်အခုသွားခံပြီးတော့မိုးလေးနည်းနည်းပြန်တိတ်သွားတယ်အားကြောင့်ချင်းနေကြည့်ပြီးတော့သွားလိုက်ပါအောင်ငင်းတဲ့လူကျွန်း၃ကျွန်းလိုက်ခဲ့ပါဦးလက်ကျူလိုက်ကျွန်းသွားဖို့ဝတ်စားရထည့်သွားတာလို့အထုံးနဲ့ထည့်ကဲဘုရားမပြနော်ဒီကျွန်း၃ကျွန်းလဲမဲ့ package ကကြတော့ငိမ့်လို့ယူထားတဲ့ package ထဲမှာတော့မပါဘူးသူကတော့ဒီ boat အတွက်က plus ထပ်ပြီးတော့ပေးရတယ်ပေါ့နော်သူတို့တွေဒီကျွန်းလဲမဲ့ဆိုရင်ငိမ့်လို့ hotel ရှိတီဆိုင်ကယ်တော့မဟုတ်ကားနဲ့လာကြိုပေးရပေါ့နော်လာကြိုပေးပြီးတော့သူတို့ boat ရှိရဲ့နေရာကိုလမ်းလေးရောနည်းနည်းရှောက်ရပါတယ်တော့မယ်ဟေးကိုရရာဒီဦးကမိုးအုံနေရမိုးတော့မရွာဘူးမိုးအုံနေဖြစ်တဲ့အတွက်တော်တော့သွားလို့ကောင်းပါတယ်နော်ညတော့ပဲနေပြီးရမှာလေ Let's go ဘုတ်တွေကတော့ဒီဘက်ရွာတဲ့ဘက်မှာလာစီးရတာပေါ့နော်ငိမ့်တို့သွားတဲ့အချိန်ကမိုးရင်းကိုရောက်နေပြီဆိုတော့ငိမ့်တို့ကနောက်ဆုံး
ထွက်တဲ့နေ့ပေါ့နော်နောက်ရက်ဒီမှာသူတို့ဘုတ်တွေကတိမ်းသွားပါပြီမိုးရင်းမှာနားပြီးတော့သတင်းကျွတ်လောက်ကြရင်တော့ပြန်ထွက်ပါမယ်လိုင်းရအရန်ကျန်းနေတော့ဒီဘုတ်ကိုရေထဲချဖို့တော့တော်တော်လေး15မိနစ်လောက်ထိတွန်းချနေရတယ်ပေါ့နော်မိနစ်20လောက်ဘုတ်စည်းပြီးရဲ့အချိန်မှာတော့ညီတို့ငှက်ကျွန်းကိုအရင်ရောက်ပါတယ်ငှက်ကျွန်းမှာပဲဒီဓပုံလေးရိုက်ကမှာပေါ့နော်လိုင်းလေးအရန်မူးတယ်လိုင်းလေးအရန်ကျန်းတဲ့အတွက်အစီးရလည်းဒီကိုယ်လုံးနာကျန်းနေရပဲငှက်ကြော်ရောက်ပြီငှက်ကြော်ကကြတော့ဟိုတောင်ပေါ်တက်ပြီးတော့လေသူများရိုက်နေဟိုပြင်လေးအဲ့ပါပါရိုက်တာမှာဓာတ်ပုံရိုက်ကတော့လာတယ်ဒီကြောက်ခဲတွေကဆောင်းတော့ဒီကျုံးပြီးနောက်နှစ်ကျုံးကရေငုံရမယ့်ကျုံးနေပြီပဲနှစ်ကျုံးတော့အဲ့တော့ဝတ်ထားပိုင်လဲကျင်ဒီမှာတော့ကာလေးပဲရှိရကွာအယားအော်တော့ထွက်လာလေထွက်လာလို့ဒီကြည့်ရောနောက်ကြည့်ရတက်ရအောင်မဒီပေါ်တင်ထားလည်းမသိဘူးဒီတော့မှာပဲဒီပုံဒီပုံရဖို့အတွက်စူးစမ်းဖို့မင်းလာချွေးရတာကြည့်လိုက်တော့ညာရီဖေးဝင်တင်ထားလှလိုက်ရဟာပုံလေးလူများတက်လာကြလည်းမသိဘူးအော်ဒီနေရာလေးကိုကြည့်ဘာမှမြန်တိထွေးထားရောမရေဒီနေရာရောက်ဖို့တော့ကိုလူကမြန်တိထွေးထားတော့ဒီမှာဒီလိုကြာတော့မြန်လေးနေရောချောက်ရတာမဆောင်ရဲ့ဖိုတိုဘူးကိုရောက်ပါပြီဒီနေရာပါဒီနေရာရောက်ဖို့တော့ခုနကအချိန်မှာဘယ်လိုတက်ခဲ့ရလဲတာနေရာလာငါပေါ့သိနေနဲ့နေတယ်ဒါပုံမှန်ရွေးနေရတယ်ဟုတ်ကဲ့ကျွန်တော်တို့သိရတာပုံမှန်ကူးနေရအခုကရာတူတူကမိုးနဲ့လေနဲ့လာတော့လေးနဲ့မိုးနဲ့ဒီလိုဓာတ်ကြီးချပြီးတယ်ဒါဟိုကအဲ့လိုမျိုးအဲ့ကြောင့်ကျွန်တော်ကိုမေးလို့တော့ဘာလို့ဆင်းရမဆင်းရပြန်ဆင်းလေရင်းလို့ပြောတာပေါ်လေအောင်လို့ရင်ဆင်းကြည့်ကျိုးချပေးတာမချပေးပါဘူးအောင်လို့ရင်ဆင်းကြည့်သိပြီးတော့ပြန်လာပါပြီဟိုကျုံးနှစ်ကျုံးရေင
ရောက်တော့ဘောကထုံးလို့မရတော့မြိုက်ခဲရအောင်ပြီးတော့မိုးရလည်းရွာနေရတယ်။ရင်လုံးထည့်ပါတယ်တပုံလေးပဲထည့်ပေးလိုက်မယ်။ပြီးတော့ပြန်လာတော့မယ်။တိုင်းရတော်တော်ကျန်းနေတယ်ဘာလို့ဆိုတော့မိုးလာမှာပေါ့။မပြော။ဘာရင်ကိုရနေဘာရင်ကိုပြီးတော့ ရတယ် ဒီမှာတတိယ ဘယ်မှာလဲညီတို့နှစ်ယောက်ကိုင်းနေဒီလိုဆက်ပြီးနေဟုတ်တယ်အခုမှပဲကျုံးသွားလဲပြီးပြန်လာကဲဒီနေ့ရဲ့ဒုတိယနေ့ရဲ့နေ့လေစားဘာဟင်းနေဖြစ်မလဲကိုလို့လား5ကြော်နှက်နဲ့5ကြော်နဲ့ပစွန်နဲ့ဟိုတော့ရောနှက်ထားအချို့နှက်လေးဒီခါတော့အဲ့တကြအလွတ်ကောင်းထားပေးရလားစာစံကြော်တော့စာစံကြော်လေးပါပါတယ်ဟိုးဒီဘွဲချက်ပြင်းပြင်းလာကြဒီနေ့ကတော့တော်တော်စားကောင်းပါဘာလို့ဆိုတော့ခုနကမနေ့ရေကူးလိုက်ကျွန်းနေသွားလဲပြီးတော့ဟိုဖြစ်လိုက်ဆိုတော့ဘိုက်ကြီးအကုန်လုံးဘိုက်ကြီးစာနေကြပြီဆိုတော့မအရင်ကြိုက်တဲ့ဟင်းတွေပဲဆွဲရမယ်ဒီနေ့ကတော့နေ့လည်စာကိုခု3နာရီကျော်မှပဲစားဖြစ်တယ်နော်ဘာလို့လဲဆိုတော့အရင်သွားလဲလိုက် ပေးပါ ထိုက်ရမှာအနေရလား ဒီရအော်တိုဘက် မရနိုင်ဒီငါမဟုတ်တော့ရေပွဲချက်လာရေပွဲချက်အဲ့ဒီမှာက မဲတစ်စစ်အင်းထား အောင်းလုံးချောက်တော့စားလည်းမစားအားလုံးကောင်းလို့မကြောက်ပြောင်းဒီဘွားစားခြင်းနဲ့ညရောက်တော့ငွေဆောင်မရန်နာမည်ကြီးတဲ့စကာလာဟိုတယ်မှာရှိတဲ့ဘရီဆိုဘာကိုသွားပါတယ်အဲ့ဒီမှာအဲ့ဘားမှာနာမည်ကြီးတယ်ပေါ့နော် Fire Show လေးလည်းကြီးခဲ့ရပါတယ်ဒီဘားကလည်းငင်းတို့သွားတာကနောက်ဆုံးဖွင့်တဲ့နေ့ပဲပေါ့နော်သူကတည်းမိုးရင်းမှာပိတ်မှာပါပြီးတော့သတင်းကျိုးတစ်စောင်းတိုင်းလောက်မှဘားကိုပြန်ဖွင့်မှာပဲဖြစ်ပါတယ်နေ့ရဲ့ညစာပေါ့နော်ဒါတော့ဘူးလို့ဆိုအိုးစတာတော့အဲ့လိုတုတ်တစ်မျိုးတစ်မျိုးပါဖြစ်ကြီးငါချက်ကစုံရဟွာချေအပေလို့နော်ဟောကြမှာချာဘိုက်တဲ့တစ်မျိုးမယူရစားလိုက်အောင်တော့တယ်ဘာကနေပြီးတော့ပြန်လာပြီးတော့ဘိုက်ကြီးအရင်တင်ရခုစဲလိုက်အောင်ထိုးတော့မယ်ညစာစားဖို့ခုမှချိုက်ဖွင့်ရတယ်ဒီနေ့ပြန်လာတော့မယ်ဒါဆိုရင်နေ့ရဲ့2ရက်3ရက်ကိုဆောင်ပြီးပြင်နေရတော့ဒီမှာပဲပြီးသွားပါပြီအခုအဲ့လိုပေါ့နော်အခန်းကရောကားကရောညစာမနက်စာနေ့လယ်စာပေါ့နော်အားလုံး PC package ကိုဘယ်လောက်ကြာလဲဆိုတာကိုတော့အနောက်မှာပြပြပေးမယ်နော်ဘယ်သူစီကနေဝယ်လဲဆိုတာပြီးတော့အဲ့တော့တဒါရေအခုသွားခဲ့တဲ့2ည3ရန်ငွေဆောင် package လေးက Lava View Hotel မှာ
မနက်စာနေ့လယ်စာညစာအပါရန်ကုန်ကနေငွေဆောင်ကနေရန်ကုန်ကားကအသွားပြန်အပါပေါ့နော်တယောက်ကို3,400ပဲကြပါတယ်2ယောက်ကို2,800ပဲကြပါတယ်ဒါပေမဲ့ခုနကဘုတ်ထရစ်တွေအတွက်ကတော့ကိုယ့်ကိုစားခဲ့ဖီလီယာထပ်ပေးရတယ်ပေါ့နော်ကိုသွားရင်သွားသလိုတော့ထပ်ကုန်ပါမယ်အဲ့ဒါတွေမသွားဘူးဆိုရင်တော့အခုအားလုံးအပေးအစီးကို2,800ပဲကြပါမယ်နင်းကတော့ဒီ TikTok ကနေပြီးတော့အခုပြထားတယ်ပေါ့နော်ဇွန်ဖူးဆိုတဲ့ညီမလေးစီကနေပြီးတော့ပက်ကစ်လေးဝယ်ပြီးတော့သွားတာပါခုလိုမျိုးသွားချင်တယ်ဆိုရင်တော့အညီမလေးစီမှာငွေဆောင်ပက်ကစ်လေးတွေသွားဝယ်ပြီးတော့သွားလို့ရပါတယ်နင်းဘလော့လေးကိုဆုံးထိကြည့်ပေးရတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်တတာ